အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တရားစာပေးအထက်မှာပေါက်ကနန်းပါမယ်လို့နော်လက်ခံထားတာပေါ့နော်3ထိတ်နဲ့9ထိတ်ပေါ့နော်အဲ့ဒါမနေ့က3တိထွက်တယ်ညနေ9ပေါ့နော်ဒီနေ့ကတော့ကွက်မမိဘူးဗျညနေတော့ကွက်မိတော့နော်အနိကတော့ကျတော့6တော့ကွက်ရတော့ကတ်လွဲတော့ပေါ့နော်9ဖြစ်တော့တော်ရကြအောင်နော်လက်မလည်းဝီနာဝင်ကြည့်ရလက်မလည်းမပြီးကမလည်းမပြီးပြီးသားနေတယ်ကျွန်တော်လက်ဖက်ကြိုက်တော့နားပါတော့အဲဒါကြည့်ရှုသူကျတော့များပါတယ်ဒါပေမဲ့အားပေးမဲ့သူကမရှိဘူးလေအဲဒါဆိုတော့လက်ဖြန်ထားပြီးတော့ကျွန်တော်နားတော့မှာဖြစ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်အားပေးရသူတွေပေါ့နော်ဟုတ်တယ်လေတချို့ကကြည့်ဘာလဲမပြောဒီတိုင်းအားဆောင်ပြောကဏ္ဍလိုက်ယူတော့ဗောနော်အဲ့လောက်တော့မလုပ်ပေးနိုင်ကြဘူးလေကျွန်တော်လည်းခိုက်ခဲချထားတဲ့ကဏ္ဍမို့လေအဲ့တော့